ဒါကတော့ကဘာပေါ်မှာအသေးအပြောက်အများဆုံးနဲ့အန္တရာယ်ရှိဆုံးဝက်ဝင်မျိုးစိတ်ဖြစ်တဲ့ပိုလာဝက်ဝင်အကြောင်းပဲဖြစ်ပါတယ်။သူတို့ဟာအာတိတ်ဒေသရဲ့အငင်းပွားစရာမလိုတဲ့ဘရင်တွေဖြစ်ပြီးကဘာပေါ်မှာလွတ်လပ်စွာကျက်စားနေတဲ့ကုန်းနေသားရဲတွေထဲမှာအရွယ်စားကြီးဆုံးဖြစ်ပါတယ်။သူတို့ရဲ့ကိုယ်ခန္ဓာဟာအမဲလိုက်ဖို့ဆိုတဲ့တခုလေးသောရည်ရွယ်ချက်နဲ့ဖန်တီးထားသလိုပါပဲ။မှတ်တမ်းတင်ထားသမျှထဲမှာအကြီးဆုံးပိုလာဝက်ဝင်ဟာအလေးချိန်တတန်နီးပါးရှိပြီးနောက်ခြေနှစ်ချောင်းနဲ့မတ်တက်ရက်လိုက်ရင်အမြင့် 3.4 မီတာအထိရှိပါတယ်။ဒီလောက်ကြီးမားတဲ့တာရဲကြီးကရေခဲပြင်တွေပေါ်မှာတင်းစီကိုပြေးလာတယ်ဆိုတာကိုမြင်အောင်ကြည့်လိုက်ပါပိုလာဝက်ဝင်တွေရဲ့ကြောက်စရာအကောင်းဆုံးအချက်ကတော့တခြားဝက်ဝင်တွေနဲ့မတူပဲလူသားတွေကိုတဘာဝအတိုင်းမကြောက်ကြတာပါပဲစားစရာရှားပါလာတဲ့အခါသူတို့ဟာလူသားတွေကိုအန္တရာယ်ဖြစ်မမြင်ပဲအစာရှာဖို့အခွင့်အရေးတစ်ခုလိုပဲမြင်တတ်ကြပါတယ်ဗိုက်စာနေတဲ့ပိုလာဝက်ဝင်တစ်ကောင်ကတင့်ကိုပြစ်မှတ်ထားလိုက်ပြီဆိုရင်လွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲတင်ပြေးနိုင်တယ်အွန်လိုင်းနဲ့ဒါမှမဟုတ်ကြောက်လန့်နေနိုင်ပါတယ်ဒါပေမဲ့ဒါတွေဟာတဘာဝရဲ့အမဲလိုက်သမားတွေကတကောင်ဖြစ်တဲ့ပိုလာဝက်ဝင်ကိုတားဆီးနိုင်မှာမဟုတ်ပါဘူးသူတို့ရဲ့အသက်ရှင်ရည်တည်မှုဟာသူတို့ရဲ့ရိုင်းဆိုင်တဲ့ခွန်အားအပေါ်မှာပဲမူတည်နေပါတယ်သူတို့ရဲ့အကြိုက်ဆုံးအစာကတော့ပင်လယ်ဖြန်တွေဖြစ်ပေမဲ့ငါးငှက်မြေခွေးသူတို့အနိုင်ယူနိုင်တဲ့တခြားတရဝါတွေကိုလည်းစားသုံးကြပါတယ်အာတိတ်ဒေသမှာအစာရှားပါလာတဲ့အခါအသက်ရှင်ဖို့အတွက်တွေးသမျှကိုစားကြရပါတယ်ဒါပေမဲ့ဒီလိုအတားအဆီးမရှိတဲ့ဘရင်ကြီးတောင်မှတယောက်တည်းမကြော်လွှားနိုင်တဲ့အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်ပင်လယ်ရေခဲပြင်တွေအရေးပြောလာတာနဲ့အမျှလာမယ့်နှစ်90အတွင်းပိုလာဝက်ဝင်ဦးရေတိတိတတ်တာရောနေသွားနိုင်တယ်လို့သိပ္ပံပညာရှင်တွေကသတိပေးထားပါတယ်ရေခဲကဘာရဲ့ဘရင်ဟာသူ့ရဲ့နိုင်ငံကိုတဖြည်းဖြည်းနဲ့ဆုံးရှုံးနေရပါပြီဒါပေမဲ့လည်းမျှော်လင့်ချက်ဆိုတာရှိနေပါသေးတယ်